ခင်ဗျကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေနဲ့ကျွန်တော်ရဲ့ dimension ပရိသတ်တွေမိုးဆန်းဖန်လေးလိုအစင်ထားတော့လန်းဆန်းပြီးတော့စိတ်သွားတိုင်းကိုပါပြီးပျော်ရွှင်တဲ့ဘဝကြီးကိုနေ့ရက်တိုင်းပိုင်ဆိုင်နိုင်ပါစေမရှိတဲ့စကားကိုမပြောရမကြားရပဲနဲ့လက်ပြားမှာစိတ်တွေရွှေတွေငွေတွေတီးပြီးအလူရည်ဆက်လက်နဲ့မကွာလူတန်းနိုင်တဲ့ပုံကိုယ်တူတွေဖြစ်ပြီးတော့သူတော်ကောင်းတရားတွေနဲ့အတူမတူတော်ရဲ့ရံငါကင်းဝေးပြီးသူတော်ကောင်းတွေနဲ့တွေ့ပြီးဆရာကောင်းသမားကောင်းတွေရဲ့လမ်းညွှန်မှုကြောင့်နေ့ရက်တိုင်းမှာအပေတကားပိတ်ပြီးနေပယ်လိုင်းကိုရှာဖွေတွေ့ရှိနိုင်ကြပါစေလူဘဝချမ်းရှိနေတဲ့တက်သားမှာလူစည်းစိမ်ကိုအပြည့်အဝခံစားနိုင်တဲ့လူပုဂ္ဂိုလ်တူတွေဖြစ်ပါစေလို့ကျွန်တော်ခွန်သားချိုကဆုတောင်းမြတ်တာပို့တာပေးပါရခင်ဗျာအခုမကြခင်မှာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက်အခါကြီးရဲ့ကြီးဖြစ်တဲ့ဝါရင်းကာလကိုရောက်လာတော့မှာပါဝါရင်း3လမှာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေကတန်တဲ့သမျှကုသိုလ်ဒါနလေးတွေပြုပြီးတော့ဝါဝင်ဝါကတ်ကြတာမျိုးတွေရှိတယ်ဝါရင်းမှာကုသိုလ်ဒါနပို့လုပ်လာတွေရှိတယ်အဲ့တော့ကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေ dimension တွေနဲ့အတူကျွန်တော်ရဲ့ fan page တက်တွေကိုကျွန်တော်ကဗာပြောချင်လဲဆိုရင်ဝါရင်း3လမှာပြုလုပ်တဲ့ထူးခြားစီတော့အဋိဌံ3မျိုးကိုကျွန်တော်ကဝေမျှချင်တာပါပထမဦးဆုံးပြုလုပ်ရမယ့်အဋိဌံကတော့ဝါရင်း3လမှာတပတ်ကို1ရက်ပေါ့နော်တပတ်ကို2ရက်ပေါ့နော်ပုံမှန်သတင်းဥပုပ်စောက်တည်စေချင်ပါတယ်တီလာယူပြီးတော့ဝါရင်းမှာတပတ်ကို2ရက်ဥပုပ်သတင်းတီလာစောက်တည်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာလူတိုင်းမှာကောင်းတဲ့ကိုယ်ဆောင်နဲ့ဆိုတာရှိတယ်မကောင်းတဲ့ကိုယ်ဆောင်နဲ့ဆိုတာရှိတယ်မကောင်းတဲ့ကိုယ်ဆောင်နဲ့ကနှုတ်ဆော်မှုကြောင့်မကောင်းတာတွေကိုလူတွေကလှုပ်ကြတယ်ကောင်းတဲ့ကိုယ်ဆောင်နဲ့ကလှုပ်ဆော်မှုကြောင့်ကောင်းတဲ့ကုသိုလ်တရားတွေကိုပွားများတယ်ဝါရင်းမှာတပတ်ကို2ရက်ဥပုပ်စောက်မယ်ဆိုရင်ကောင်းတဲ့ကိုယ်ဆောင်နဲ့တည်းရဲ့လှုပ်ဆော်ခြင်းကိုခံရမယ်အကြရင်ကိုယ့်ရဲ့ပါဝင်ခြင်းကိုမတူတော်တွေရောက်မလာနိုင်ဘူးကိုယ့်ကိုဒုက္ခပေးမဲ့အပူပေးမဲ့သူတွေရောက်မလာနိုင်ပါဘူးခင်ဗျာအဲ့ကုသိုလ်ကောင်းမှုလေးကိုလှုပ်စေချင်ပါတယ်အဋိဌံတစ်ခုအနေနဲ့ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဝါရင်း3လမှာပြုလုပ်တဲ့အဋိဌံတစ်ခုကမေတ္တာတုတ်ပေကြီး17တုတ်ပေါ့နော်ပြောမယ်ဆိုရင်ပေကြီး17တုတ်ကိုတရက်ကို4တုတ်နှုံးနဲ့ဝါရင်း3လလုံးကိုနေ့စဉ်ရွတ်ဖတ်တဲ့ဆဲပူဇော်တာပါပေကြီး17တုတ်လုံးကိုအလွတ်ရတဲ့သူကရှားပါတယ်စာအုပ်ကြီးလို့ရပါတယ်ပရိတ်တော်တွေဟာမြန်မာလူမျိုးတွေအတွက်အထူးသဖြင့်ကျွန်တော်တို့တနိုင်ငံလုံးအတွက်ကာကွယ်တားဆီးအားကိုပြီးရွတ်တဲ့တုတ်တော်တွေပါအဲ့တော့ဝါရင်း3လမှာနေ့စဉ်တရက်ကိုတုတ်4တုတ်ယူပြီးပေါ့နော်အဲ့ဒါကိုနေ့တိုင်းပုံမှန်တပည့်လေးဝါမကျွတ်မချင်းပရိတ်တော်ကိုတရက်ကို4တုတ်ပူဇော်မယ်ဆိုရင်ဘာတွေဖြစ်လာမလဲဆိုရင်ကျွန်တော်တို့ကအရှိအနောက်တောင်မြတ်ဆိုတဲ့အရက်လေးမျက်နှာနဲ့ကျွန်တော်တို့ကနေရတာပါအရှိအနောက်တောင်မြတ်အရက်လေးမျက်နှာမှာကျွန်တော်တို့အတွက်လက်လာပါတွေလာတယ်ပြီးတော့အကုသိုလ်အကြောင်းတရားတွေလာတတ်တယ်မေတ္တာတုတ်အပါဝင်တုတ်တော်တွေကိုရွတ်နေတဲ့အတွက်ကြောင့်မို့လက်လာပါတွေကကိုယ်စီကိုရောက်လာနိုင်ပါတယ်အဲ့ဒီတုတ်တော်တွေရွတ်ထားတဲ့အတွက်ကြောင့်မို့မကောင်းတဲ့အတိုက်ခံအနောက်ရှက်တွေကိုယ်စီကိုမလာပါဘူးနောက်တစ်ခုကတော့နေ့စဉ်ပတိတရက်ကို6ဘတ်စိတ်ပါပတိစိတ်လို့ရှိရင်လက်လာပါတွေအရန်ကောင်းပြီးတော့လက်ငင်းချက်ချင်းအကျိုးပြုစေပါတယ်အဲ့တော့အားအားလေးကိုလုပ်ပါခင်ဗျာ